အိုင်လင်မော်မိပြတိုင်းမှာနောက်ဆုံးတပ်ပုံဒီနောက်ဆုံးတပ်ပုံဟာမိပြတိုင်းရဲ့လိုအပ်ချက်တွေနဲ့ပြည်နေပါပြီ။ဒါဟာ1900ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ Flan and I မိပြတိုင်းအမှုပါ။ဒါဟာစကော့တလန်အနောက်ပိုင်းကမ်းခြေရေကြောင်းသမိုင်းမှာဖြစ်ပွားခဲ့တဲ့အထူးဆန်းဆုံးဖြစ်စဉ်ဖြစ်ပါရီ။ Flan and I ရဲ့အကြီးဆုံးမိပြတိုင်းကိုအတွေ့အကြုံရင်းနဲ့ဆောက်ရှောက်သူတွေကကင်တွယ်ရတာပါ။ဒါပေမဲ့1900ခုနှစ်ဒီဇင်ဘာမှာအဲ့လူ3ယောက်လုံးအဆရှာမရအောင်ပျောက်သွားကဖြည့်ရှင်းလို့မရသေးတဲ့ပု္ပ္ပစာတွေနဲ့အတူမိပြတိုင်းဟောင်းလောင်းကြီးပဲကြံ့ခဲ့ပါတော့တယ်။စုံစမ်းစစ်ဆေးရမှာတော့မိခွန်းတွေပိုများစီနိုင်တဲ့ဓာတ်ပုံတစ်ပုံကိုပဲရှာတွေ့ခဲ့ပါရီ။ဒါဒီလူ3ယောက်မပြောက်ခင်ရိုက်ထားတဲ့နောက်ဆုံးပုံမှာပုံထဲမှာပြတိုက်ဆောက် Thomas Marshall ဟာစိတ်ပူနေတဲ့ပုံပေါက်နေပြီးပုံထဲမှာလည်းပြတိုက်အနာမုံတိုင်းထန်နေပုံပါပဲ။ရှာတွေ့ရတဲ့ပြတိုက်မှတ်တမ်းထဲမှာတော့ပြင်းထန်တဲ့ရာသီဥတုရှိတယ်လို့ရေးသားထားပါရီ။ဒီတပ်ပုံဟာအလို့ဆိုရတဲ့အခြေအနေတစ်ခုရဲ့အရေးအယောင်ကိုပြနေတဲ့အတိုင်းတွေ့ခဲ့ရပါ